okay အဲ့ဒါကျွန်တော်တို့တစ်ချက်ဟိုဖြစ်လိုက်မှာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ဘာပြောမလဲဆိုတော့ကျွန်တော်တို့က time frame ကအရေးကြီးတာပေါ့နော်ဆိုတော့ time frame ကအရေးကြီးလားဆိုတော့လေအာရှင်းရှင်းပြောလို့ရှိရင်တော့ lower time frame စင်းနေကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့အာ confuse ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ lower time frame ဆင်းနေကျွန်တော်တို့က time ကန်နေရတော့ကရမ်းများလာလေဖြစ်ပြီးတော့ကျွန်တော်ဘာဖြစ်လဲဆိုတော့အရင်စိတ်ရှုပ်ထွေးလာတယ်ပေါ့နော်ဆိုတော့အစပိုင်းမှာကျွန်တော်တို့ကရှုပ်ထွေးမှုတွေကိုကျွန်တော်ကရှောင်ကျဉ်တက်ဖို့တော့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့ဟိုဒါကတော့ကျွန်တော်ယူရမှာပေါ့နော်ရှုပ်ထွေးမှုတွေကနောက်မှလိုက်လာနိုင်မှာပေါ့နော်ကိုယ်အနေနဲ့ကျွန်တော်တို့ဖြည့်စရာရှိတဲ့ကိုယ့်ရဲ့ဘာကိုကျွန်တော်တို့ဒီဘယ်ဟာကိုကျွန်တော်လေ့လာရမယ်ဘယ်ဟာတွေကပို့ပြီးတော့အဆင်ပြေလာနိုင်လဲဒီလိုမျိုးပေါ့နော်ဆိုတော့ကိုအရင်တော့မလုပ်ခဲ့တဲ့ဟာမျိုးတွေပါကျွန်တော်တို့ကလုပ်ရမယ်အရာရှိရပေါ့နော်ဆိုတော့ကျွန်တော်ဆိုရင်တော့အဲ့လိုမျိုး trading journal ရေးရမှာအရင်ပြည့်နေပေါ့နော်ကျွန်တော်တော့မလိုဘူးလို့ကျွန်တော်ထင်ခဲ့ဘူးတယ်ပေါ့နော်ဒါပေမဲ့ကိုယ့်အနေနဲ့ရေးလာတဲ့အခါမျိုးကြရင်ကျွန်တော်ဘာဖြစ်လာလဲဆိုဖြည်းဖြည်းနဲ့ဘယ်လိုပြောရမလဲလုံရဲလာတယ်ပေါ့နော်ကိုယ့်ကိုကျွန်တော်တက်တိတွေပေးလာတယ်လို့ကျွန်တော်ခံစားရတယ်ပေါ့နော်ကျွန်တော် trade လိုက်တယ်ကွာ trade ကြောင်းဝင်လိုက်မှာကိုယ်စိတ်ကနေပြီးတော့ကျွန်တော်ဟာဒီ trade ကမြတ်ပါမလားဒါပေမဲ့အဲ့လိုမျိုးတွေးလိုက်တဲ့အတွေးကိုကျွန်တော်ကြော်ဖြတ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးကျွန်တော်ဒီ Monday ကိုကျွန်တော်ပေးတယ်ပေါ့နော်ဒါကတော့ကျွန်တော်အတွက်ပေါ့နော်ပြောပြတာပါအဲ့တော့ကျွန်တော်တို့က trading journal ကိုကျွန်တော်အနေနဲ့အတက်နိုင်ဆုံးရေးဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဆိုလို့ရှိရင်ရေးတယ်ဒီလိုမျိုးပေါ့အဲ့တော့ကျွန်တော်တို့ကနောက်ပိုင်းကျရင်တော့ဒီရှုပ်ထွေးမှုတွေဖြစ်လာမှာဒါပေမဲ့အခုနေမှာတော့ကျွန်တော်ကရှုပ်ထွေးမှုတွေကိုအရင်ကြီးမလုပ်ပါနဲ့ရှောင်ကျဉ်ပေါ့နော်လူများတွေဘယ်လောက်မြတ်လဲလူများတွေဒေါ်လာ9000ဒေါ်လာ1000တွေထုတ်တယ်ဒေါ်လာ1000 သိန်းတွေပိုင်းနဲ့ကျွန်တော်မြင်နေရဒါကြီးကိုကျွန်တော်လောဘတက်မနေနဲ့ဟုတ်ပြီနော်အဲ့တော့ကိုယ့်အနေနဲ့ဖြစ်နိုင်သေးလားဆိုရင်ကိုယ့်အနေနဲ့မဖြစ်နိုင်သေးတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ကလောဘမတက်ပါနဲ့ဟုတ်ပြီနော်ကိုယ့်အနေနဲ့ဖြစ်နိုင်တဲ့အခြေအနေရောက်မှသာကျွန်တော်တို့ကအာကိုယ့်အနေနဲ့ဒီကိုယ့်ကိုချိန်ဆပြီးတော့လောဘနဲ့ကိုယ့်ကိုထိန်းပြီးတော့ကိုယ့်ကိုကစားကိုယ့်က trading လို့ပေါ့လေတည်ရမလားဒီစိတ်ကိုကျွန်တော်တို့အနေနဲ့အာတေချာလေးပေါ့နော်ဒီချုပ်ထိန်းနိုင်သွားရဲဆိုတဲ့အခြေအနေရောက်ရင်တော့အေးဆေးဖြစ်ပြီပေါ့လေဆိုတဲ့သဘောတရားဒီလိုမျိုးပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော် beginner တယောက်အနေနဲ့တော့ရှင်းတယ် higher time frame ကနေပြီးတော့မှကျွန်တော်တို့ကတဖြည်းဖြည်းချင်းစီကျွန်တော်တို့က lower time frame ကိုကျွန်တော်တို့ကသွားတင်တယ်ပေါ့လေဒီလိုမျိုးပေါ့နော်ဆိုတော့အဲ့တော့အမြဲတမ်းကျွန်တော်တို့က beginner တယောက်အနေနဲ့က aggressively ကျွန်တော်အမြဲတမ်းmarket ကဘယ်လိုပြောရမလဲကျွန်တော်တို့က aggressive ပေါ့နော်ကျွန်တော်ဒီအမြဲတမ်းအဲ့လိုမျိုးဒီကြမ်းကြမ်းတမ်းတမ်းသွားနေတာပေါ့နော်အမြဲတမ်း market ကအဲ့လိုမျိုးဒီတစ်စုံလုံးတက်လိုက်အစုံလုံးဆင်းလိုက်aggressive အရင်ဖြစ်တယ်ဆိုတော့ဒီလိုမျိုး market ကြီးမှာကျွန်တော် lower time frame ကိုကျွန်တော်ကြည့်နေတဲ့အချိန်မှာ beginner တယောက်အနေနဲ့တော်တော်လေးကို noise ဖြစ်တယ်ပေါ့နော်ဆိုတော့မယုံရင်ဒါစမ်းကြည့်ပေါ့လေဆိုတော့စမ်းကြည့်လို့ရပါတယ်ပေါ့နော် real money နဲ့တော့မဆန်းနဲ့ပေါ့လေနော်ဟုတ်ပြီနော်စမ်းတော့စမ်းကြည့်လို့ရ real money တော့မဆန်းနဲ့စမ်းရင်ကုန်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ဟုတ်ပြီနော် okay အဲ့တော့ကျွန်တော်တို့ဖြုတ်ထင်းမှုတွေကျွန်တော်အစားပေးမှာရှောင်ပါဟုတ်ပြီနော် okay ကျွန်တော်တို့စအောင်အဲ့တော့ကျွန်တော်တို့တွေအာ forex market မှာကျွန်တော်တို့ကျွန်တော်အခုတင်မှာကရှင်းတယ်ပေါ့နော်ကျွန်တော် goal ရယ်ကျွန်တော် forex trading လုပ်တာပဲကျွန်တော်တင်မှာပေါ့နော်ကျွန်တော် crypto trading လုပ်တာကျွန်တော်ရှိမှာပါမှာမဟုတ်ဘူးကျွန်တော် crypto trade မလုပ်ပါဘူးဟုတ်ပြီနော်ကျွန်တော် crypto trade မလုပ်ဘူးကျွန်တော်တစ်ခါလေးပဲကိုယ့်ကိုပြင်းလို့တာသိရမလား trade တာပဲရှိအမြဲတမ်းကျွန်တော် focus ထားနေရမျိုးမရှိဘူးဘာလို့လဲဆိုတော့ကျွန်တော်က crypto အာအရင်သဘောကျရတဲ့မပါပါဘူးပေါ့နော် trade လုပ်ရတာပေါ့နော်ကျွန်တော် forex trade လုပ်ပဲကျွန်တော်ကအနေနဲ့လေးလုပ်ရတာအဆင်ပြေလို့ကျွန်တော်ခံစားရတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီနော်ဒါကိုကျွန်တော်ပြောပြချင်တယ်ဟုတ်ပြီနော်အဲ့တော့ဒီထဲမှာလည်းကျွန်တော်တို့အာထားပါတော့ကျွန်တော်တို့ဒီ S&P 500တို့ဘာလို့ဒါ trade ချင်တဲ့လူတွေလည်းပါအောင်ပါမယ်ဒါပေမဲ့ဒီ trade တဲ့ trade နည်းကလည်းရှင်းပြောရှရင်ဘယ်ရမလို့ဆိုကျွန်တော်က trading တော့လုပ်လို့ရပါတယ်ပေါ့နော်ဘယ်ရမလို့ဆိုကျွန်တော် trade လုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့ပြောပြသွားမယ့်အရာတွေကျွန်တော်ရှင်းပြသွားမယ့်အရာတွေကကျွန်တော်ကရွှေနဲ့ဒီ forex pair တွေပဲကျွန်တော်ကရှင်းပြသွားမှာပေါ့လေဟုတ်ပြီနော်ဆိုတော့ကျွန်တော် Bitcoin တွေပိုင်းညာရေကျွန်တော်ပြောပြသွားမှာမဟုတ်ပါဘူးဟုတ်ပြီနော်ဒါကိုကျွန်တော်ပြောပြချင်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ခဏနော်ဟုတ်ပြီအဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော် separate တွေပဲညာမတင်ချင်သေးဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒါတွေကမလိုအပ်သေးဘူးအရင်ကြီးကျွန်တော်တို့separate ကိစ္စတွေအရင်ကြီးဟိုဖြစ်သွားရင်လည်းရှုပ်ထွေးမှုတွေဖြစ်သွားနိုင်တယ်ပေါ့နော်အဲဒါကြောင့်မတင်ချင်သေးဘူး okay အဲ့တော့ကျွန်တော်တို့အနေနဲ့နည်းနည်းလေးသွားကြည့်အောင်ကျွန်တော်ဒါတင်အောင်ပါနော်အများကြီးနော်ကျွန်တော်ဒါစောစီရောက်သွားတာမဟုတ်ဒါကျွန်တော်တင်ထားလို့တင်တာဘာလို့လဲဆိုတော့ကျွန်တော်စစချင်းထဲမှာကျွန်တော်ကမရှုပ်ထွေးနေဘူးခင်ဗျကျွန်တော်ရိုးရိုးရှင်းရှင်းပဲသွားမယ်ဟုတ်ပြီနော်ရိုးရိုးရှင်းရှင်းပဲသွားမယ်ကျွန်တော်ဒီချိန်မှာတခြားဘုံမားကတ်တွေပဲညာတွေ stock market ကြောင့်ကျွန်တော်ပြောမနေဘူး
ဟုတ်ပြီနော်ဘာလို့ကျွန်တော်က forest trading အကြောင်းပဲပြောမှာဗျာဟုတ်ပြီနော်ကျွန်တော်အဲ့တော့ forest ပဲကျွန်တော် trade မယ်ဒါအောင်ရွှေဆိုတော့ဒါကိုလည်း trade လို့ဒါပြောပြတာပေါ့နော်ဆိုတော့ကျွန်တော် channel ကိစ္စကျွန်တော်ပြောမှာမဟုတ်အဲ့တော့ကျွန်တော်ရဲ့intro ကတော့တူလိမ့်မယ်ဒါပေမဲ့ကျွန်တော်ဒီ analysis လုပ်တဲ့အရာစပြီးတော့ကျွန်တော်အများကြီး key ဆက်ကမှာပေါ့နော်ဆိုတော့ဒီလိုမျိုးပေါ့ဟုတ်ပြီနော် okay အဲ့တော့ကျွန်တော်တို့အာ forex trading မှာတဲ့ analysis လုပ်နည်းပေါ့နော်ကျွန်တော်တို့ဘယ်နှမျိုးရှိလဲဆိုတော့ကျွန်တော်တို့က၃မျိုးရှိရပေါ့လေဒါကတော့ကျွန်တော်တို့ဒါအာကျွန်တော်တို့အနေနဲ့ဒါသိခဲ့တဲ့ရပါတော့ကျွန်တော်ဒီ analysis ၃မျိုးရှိတယ်ဒါဘယ်လိုဆိုသိပါတယ်ပေါ့နော်ဒါတွေကတော့နောက်တစ်ခုဘာလဲဆိုတော့ပထမတစ်ခုဒီကျွန်တော် fundamental analysis ပေါ့နော်ဆိုတော့ fundamental analysis ကကျွန်တော်ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီသတင်းအချက်အလက်တွေအပေါ်မှာမူတည်ပြီးတော့ကျွန်တော်အနေနဲ့ analysis လုပ်ကြတာပေါ့နော်ဟို insider news တွေဒီလိုမျိုးပေါ့နော် fundamental news တွေပေါ့နော်တချို့လူတွေဆိုတော့ဒါ insider news တွေသိရလူတွေသိရပေါ့နော်မသိရင်တော့လည်းမသိဘူးပေါ့ဒီလိုမျိုးပေါ့နော်ဆိုတော့ဒီလိုမျိုးကျွန်တော်ကဖြစ်နိုင်ခြေရှိတာကိုဖြစ်နိုင်ခြေရှိတဲ့market move တစ်ခုကိုကျွန်တော်အနေနဲ့ဒါကျွန်တော်ကစောင့်ကြည့်ရဖြစ်တဲ့စောင့်ကြည့်တဲ့အခါမျိုးမှာ fundamental analysis ကိုကျွန်တော်ကသုံးကြတယ်ပေါ့လေဥပမာထားပါကျွန်တော်တို့ရွှေဆိုရေရှည်ဘာဖြစ်နိုင်နေပေါ့နော်ဆိုတော့ဒီလိုမျိုးဖြစ်နိုင်တယ်ဆိုရင်ကျွန်တော်တို့သတင်းချက်လက်တွေအကြောင်းရွှေသေးတွေတောက်လျှောက်ကိုထိုးတက်လာတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးပေါ့အဲ့လိုမျိုးအခြေအနေကျွန်တော်ကရှိပါတယ်ဟုတ်ပြီနော်နောက်တစ်ခုဒီပါလဲကျွန်တော်က technical analysis ပေါ့နော်အဲ့တော့ technical analysis ဆိုတာတော့ရှင်းတယ်ပေါ့နော်သူကတော့ကျွန်တော်တို့အခုတင်မဲ့ထားပါတော့maybe တချို့လူဆိုလို့ရှိရင်ကျွန်တော်ဘာရှိမလဲဆိုရင်ဒီsupport resistance တွေ right ကျွန်တော်တို့ဒီE EMA တို့ SMA တို့ကျွန်တော်ဒီ indicator တွေပေါ့နော် RSI တွေ factor တွေဒီလိုမျိုးတွေပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ဒီ indicator တွေပြီးတော့နောက်တစ်ခုကဒီကျွန်တော်တို့ဒီ divergent convergent တွေပေါ့နော်ဒါတွေကျွန်တော်တို့ကသုံးပြီးတော့ဒီ technical analysis ရလဲသွားလို့ရှိတယ်လို့မျိုးဒီကျွန်တော်တို့ကဒီ resistance support တွေဒါရင်းနဲ့ကျွန်တော်တို့က trade တဲ့လူတွေလည်းကျွန်တော်ကရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးတွေအချိန်မှာကျွန်တော်ကအများကြီးပါဝင်ပါတယ်ဟုတ်ပြီနော်နောက်တစ်ခုကဘာလို့ကျွန်တော်တို့က sentiment ပေါ့နော်ဆိုတော့ sentiment ဆိုတဲ့သဘောတရားကတော့အရှင်းဆုံးပြောလို့ရှိရင်ကျွန်တော်တို့ကလူတွေဘယ်လိုပြောမလဲဒါကျွန်တော်ကဒီထဲမှာတော့သင်မှာမဟုတ်ဘူးเนาะ sentiment analysis ကကျွန်တော်ပါမှာမဟုတ်ဘူးဆိုတော့လူတွေအာလူအများပေါ့နော်လူအများကျွန်တော်ကဘာလုပ်လဲဆိုရင်လိုက်ပြီးတော့သူတို့ရဲ့ဒီဘယ်လိုပြောမလဲပမာဏပုံမှာမူတည်ပြီးကျွန်တော်လိုက်လို့ဥပမာဆိုပါလို့ပြကျွန်တော်တို့အခုလက်ရှိထဲမှာကျွန်တော်ကလူ10ယောက်ရှိရင်ကျွန်တော်တို့က10ယောက်ကကျွန်တော်ကဂိုးကိုဝယ်ဆိုရင်ကျွန်တော်တို့ကျန်တဲ့2ယောက်ကျန်တဲ့2ယောက်ကဂိုးကိုရောင်းတယ်ဗျာ10ယောက်ကဂိုးကိုဝယ်တယ်ဗျာအဲ့တော့ကျွန်တော်ကဘာလဲလုပ်မလဲကျွန်တော်ကဒီ sentiment analysis တခုရကျွန်တော်နေပါဖြစ်မလဲဒီလောက်တာများတဲ့ဘက်ကိုပဲကျွန်တော်ကလိုက်ကြတယ်ပေါ့ဗျာဒီလိုမျိုးပေါ့နော်ဆိုတော့ဒီလိုမျိုး sentiment analysis တွေကျွန်တော်ကရှိတယ်ဆိုတော့ဒီလိုမျိုးကျွန်တော်က analysis လုပ်ပြီး၃မျိုးနဲ့လည်ပတ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ fundamental analysis ထဲမှာကျွန်တော်ဘာတွေပါလဲဆိုလို့ရှိရင်ကျွန်တော်က economic data တွေပါတယ်ဆိုတော့ဒီနောက်တစ်ခုဒီကျွန်တော်က central bank decision တွေပါတယ်ပြီးတော့နောက်တစ်ခုကဒီ geopolitical news တွေပေါ့နော်ဆိုတော့economic data ကတော့ကျွန်တော်တို့ဒီeconomic data ကတော့အရှင်းဆုံးပြောလို့ရှိရင်ကျွန်တော်တို့ကထားပါတော့ investing.com တို့ right ဒီလိုမျိုးတွေမှာကျွန်တော်တို့ဒီအာကြည့်နေတဲ့ data တွေပေါ့နော်ထွက်လာတဲ့ဒီ data တွေမှာဆိုတော့ဒီအခုဆို NFP data ဆိုရင်မထွက်နိုင်တာတော့ကြာပြီပေါ့နော်ဆိုတော့ဒီတခြား data တွေကျွန်တော်ဒီ employment indicators တွေဒီလိုမျိုးကျွန်တော်ထွက်လာတယ်ဆိုတော့အဲ့ဒါတွေဒီကျွန်တော် fundamental analysis တွေကကျွန်တော် economic data တွေမှာကျွန်တော်ပါပါတယ်ဟုတ်ပြီနော်နောက်တစ်ခုကဘာလဲဆိုတော့ central bank decision ပေါ့နော်ဆိုတော့ central bank decision ကတော့ဒါအတိုးနှုန်းလျှော့တာတွေပိုဝဲကအတိုးလျှော့တာတွေအတိုးနှုန်းrate ကတ်တာတွေ rate hike တာတွေဒီလိုမျိုးပေါ့နော်ဆိုတော့ဒါတွေကိုသူတို့ taxation လုပ်တယ်ဆိုတော့ပြီးနောက်တစ်ခုကဒီအတိုးနှုန်းနဲ့ပတ်သက်တဲ့ဟာတွေကိုသူတို့အနေနဲ့ဘယ်လိုမျိုးတွေသူတို့ဒီထုတ်ပြန်ချက်တွေပေါ့နော်ဒါတွေဒီကျွန်တော်က central bank taxation တွေပေါ့နော်ဆိုတော့နောက်တစ်ခုကကျွန်တော် geopolitical news တွေအဲ့ဒါတွေကတော့နိုင်ငံရေးတွေပေါ့နော်ဘယ်နိုင်ငံနဲ့ဘယ်နိုင်ငံတိုက်လိုက်ပြန်ပြီးမှထားပါယူကရိန်းနဲ့ရုရှားနဲ့ထုလိုက်ပြန်ပြီးဒီလိုမျိုးဒါတွေက geopolitical news တွေပေါ့နော်ဆိုတော့ဒီလိုဘောမှာမူတည်ပြီးတော့ကျွန်တော်က fundamental analysis တွေကိုကျွန်တော်ကလုပ်ကြပါတယ်ဟုတ်ပြီနော် okay အဲ့တော့အာနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့က technical analysis ပေါ့နော်ဆိုတော့ technical analysis ကတော့ရှင်းတယ်ကျွန်တော်တို့ဒီcandlestick တွေ candlestick ကတော့ကျွန်တော်ဒီထဲမှာတော့ကျွန်တော်သင်မှာမဟုတ်ဘူးပေါ့နော်ဒီအာ candlestick တွေကိုကျွန်တော်သင်မှာမဟုတ်ဒါကတော့ကျွန်တော်တို့ technical analysis ကကျွန်တော်တို့အနေနဲ့ဒါအရင်တည်းကကျွန်တော်တို့ဒီခံမှန်းနေပေါ့နော်ဆိုတော့ဒါကျွန်တော် candlestick ကိုတော့ကျွန်တော်သင်မှာမဟုတ်ဘူးဆိုတော့ candlestick တွေဘယ်လိုမျိုးဆိုဥပမာဆိုပါတော့ကျွန်တော် hammer တို့ဒီ angle fin တို့ပေါ့နော်ဒါတွေပေါ့နော်ဆိုတော့ဒီလိုမျိုးတွေဒီကျွန်တော်တို့ကဘာလဲဆိုရင်ဒါ candlestick pattern တွေနဲ့ကျွန်တော်ကသွားပြီးတော့ trade ကြရတဲ့လူတွေရှိရပေါ့နော်ဆိုတော့နောက်တစ်ခုကကျွန်တော်က indicators ပေါ့နော်ဆိုတော့ indicators ကတော့ကျွန်တော်ဆော့ပြောတဲ့ဒီ RSI တို့ဒီ moving average တို့ဒါတွေပေါ့နော်ဒါတွေကျွန်တော်က indicator တွေပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကဒီ resistance support တွေကျွန်တော်ဒီ resistance တွေနောက်တစ်ခုကဘာဖြစ်လဲဆိုရင်
ကျွန်တော်က support line တွေဒါတွေပေါ့နော်ဆိုတော့အဲ့ဒါတွေကျွန်တော်ကဒီ technical analysis တွေမှာကျွန်တော်ကပါဝင်ပါတယ်ဟုတ်ပြီနော်နောက်တစ်ခုကတော့ကျွန်တော် trend လိုက်ပေါ့နော် up trend down trend ဟုတ်ပြီနော်ဒီလိုမျိုးတွေမှာကျွန်တော်ကဒီ technical analysis တွေနဲ့ကျွန်တော်ကဒီကောင်တွေကိုကျွန်တော်အနေနဲ့တတ်မှတ်တယ်ပေါ့လေဟုတ်ပြီနော်နားရလောက်ဒီဗျာဟုတ်နားမလည်မေးတော့ကျွန်တော်နားမလည်မေးရတယ်ကျွန်တော်တင်ထားတဲ့ဟာတွေမှာနားမလည်မေးရဟုတ်ဟုတ်ခုထိတော့နားပါတယ်ဟုတ်ကဲ့ဟုတ်ပြီနော်โอเคအဲ့တော့ကျွန်တော်တို့ဆက်လိုက်အောင်အဲ့တော့ကျွန်တော် fundamental analysis ပေါ့နော်ဆိုတော့ fundamental analysis ကတော့ကျွန်တော်တို့ဆက်ပြောတော့ပဲ economic data တွေပြီးတော့နောက်ကဒီ central bank decision တွေ geopolitical news တွေပေါ့နော်ဆိုတော့ဒီလိုပေါ်မူတည်တော့ကျွန်တော် fundamental analysis လုပ်တယ်ကျွန်တော် economic data တွေ economic data ထဲမှာကျွန်တော်ဘာတွေပါလဲဥပမာဆိုပါစို့ fundamental analysis တွေကျွန်တော်ရေးထားတဲ့သုံးခုထဲမှာပါ economic data ထဲမှာကျွန်တော်ဘာတွေပါလဲဟုတ်ပြီနော်အဲ့ဒါပထမတစ်ခုဒီပါလဲဆိုတော့ကျွန်တော်တို့ကဒီ interest rate decision တွေဟုတ်ပြီနော်အဲ့ဒါဒီကျွန်တော်တို့ကဒီ economic data ထဲမှာကျွန်တော်ပါတယ်ပေါ့နော်ဒီ investing တော့ပုံနေမှာပေါ့နော်ဆိုတော့ပါတယ်ပြီးတော့နောက်က GDP နိုင်ငံတကာနိုင်ငံရဲ့ဒီ gross domestic product ကျွန်တော်ဒီGDP နှုန်းတွေပြီးတော့နောက်က consumer price index တွေကျွန်တော်ဒီကုန်စည်နှုန်းတွေပေါ့နော် CPI တွေပြီးတော့နောက်ကဒီ employment indicator တော့ဒီအလုပ်လက်မဲ့ဥယျာဉ်နှုန်းတွေဒီအလုပ်ဘယ်နှယောက်ရှိလဲဒီလိုမျိုးပေါ့နော်တိုင်းတာတဲ့ဒီ indicator တွေပြီးတော့နောက်ကဒီretail trade တွေကျွန်တော်တို့ဒီထားပါလက်လီအယောင်းဆိုင်တွေပြီးတော့နောက်က consumer confidence ဆိုတာကကျွန်တော်တို့ဒီနိုင်ငံတကာနိုင်ငံမှာကျွန်တော်တို့ဒီဘယ်လိုပြောမလဲပြည်သူတယောက်ရဲ့ယုံကြည်မှုပေါ့နော်ဒီလိုမျိုးတွေပေါ့နော်ကျွန်တော်တို့ကျွန်တော်ကနိုင်ငံမှာကျွန်တော်တို့ရဲ့ consumers တွေပေါ့ကျွန်တော်ကစားသုံးသူတွေဗျာဒီလားဒီနိုင်ငံရဲ့ကျွန်တော်တို့ကဖောက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကနိုင်ငံတိုင်းမှာသူတို့အစိုးရကိုကျွန်တော်နေသူတို့ကျွန်တော်တို့ကတစ်ခုခုစားတိုင်းသူတို့ကိုကျွန်တော်တို့ကအစိုးရကိုကျွန်တော်အခွန်ပြန်ပေးနေရတော့ကျွန်တော်က consumers တွေပေါ့နော်ကျွန်တော်ကတိုင်းပြည်မှာ consumers တွေအဲ့တော့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့မရှိရင်တိုင်းပြည်မှာဝယ်စားမဲ့လူမရှိတော့ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ရှိဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က consumer တွေပေါ့ပြောရရင်တော့ကျွန်တော်တို့ကဘယ်လိုပြောမလဲပြိသက်တွေပေါ့ဗျာအဲ့လို consumer တွေပေါ့ကျွန်တော်ဧည့်သည်တွေပေါ့လို့မို့တည်မလားကျွန်တော်တို့အဲ့လိုပေါ့အဲ့တော့ကျွန်တော်စားသုံးသူတွေဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဒီနိုင်ငံမှာကျွန်တော်တို့ကနေထိုင်ရတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဒီနိုင်ငံအပေါ်မှာကျွန်တော်ယုံကြည်မှုဘယ်လောက်ရှိလဲယုံကြည်မှုရှိလားယုံကြည်မှုမရှိတော့ဘူးလားဒါတွေကကျွန်တော်တို့က consumer confidence တွေပေါ့အများကြီးမူတည်ရပေါ့နော်ဆိုတော့ဟိုဥပမာဆိုပါစို့ဗျာအခုချိန်မှာကျွန်တော်တို့ကလမ်းဘေးမှာဗျာမြန်မာနိုင်ငံမှာကျွန်တော်လမ်းဘေးမှာလူငယ်တယောက်မေးလိုက်မယ်ဒီနိုင်ငံမှာမင်းနေရပျော်လားဆိုရင်သူ့အနေနဲ့ဘယ်လိုဖြေမလဲဒီလိုမျိုးပေါ့နော်သူ့ရဲ့ confidence တွေရှိမယ်ဗျာအဲ့တော့ကျွန်တော်တို့ရဲ့ consumer confidence တွေကျလာရင်နိုင်ငံတကာနိုင်ငံမှာဘယ်လိုမှအဆင်ပြေလာနိုင်ကြီးမရှိဘူးပေါ့နော်ဒီလိုမျိုးပေါ့နော်ဆိုတော့ဒါတွေဒီကျွန်တော် economics data တွေအဲ့ပုံမှာမူတည်ပြီးတော့ပဲနိုင်ငံတွေကဒီလိုမျိုးသူတို့ရဲ့ economics တွေလဲပတ်နေတာပေါ့နော်ဆိုတော့ဒီလိုမျိုးတွေပေါ့ဆိုတော့ဒါတော့အရင်ရိုးရှင်းပါသေးတယ်ဒီထက်နည်းနည်းလေးຢာတွေရှိကောင်းရှိမှာပေါ့နော်ဘာလို့လဲကျွန်တော်လည်းအာဒါကျွန်တော်တီးတဲ့ဟာကိုကျွန်တော်ပြန်ပြီး share လုပ်ပြရမှာနော်ဆိုတော့ okay နောက်တစ်ခုက manufacturing PMI တွေကုန်ထုတ်လုပ်မှုနှုန်းထားတွေဒီလိုမျိုးကျွန်တော်တို့ကတိုင်းတာတဲ့ data တွေပြီးတော့နောက်တစ်ခုကဒီ government monetary policy ဆိုတော့ monetary policy နဲ့ကျွန်တော်တို့ကဒီ monetary policy နဲ့ကျွန်တော်တို့ကဒီ fiscal policy ပေါ့နော်ဆိုတော့ဒီ monetary policy နဲ့ကျွန်တော်တို့ကဒီ fiscal policy အဲ့တော့ monetary policy ဆိုတော့ဗာလဲဆိုတော့အဲ့လိုမျိုးဒီဒီinterest rate နဲ့ပတ်သက်တဲ့ decision မျိုးတွေdecision မျိုးတွေချတာတွေပေါ့နော်ဆိုတော့ဒီလိုမျိုးဆိုရင်ကျွန်တော်တို့က government ရဲ့monetary monetary policy ပေါ့နော်ဆိုတော့ဒီလိုမျိုးပေါ့နော်ဆိုတော့ monetary policy တွေဆိုတော့ဒီ fiscal policy ကျတော့ဥပမာဆိုပါဆိုကျွန်တော်တို့ကဆိုမြန်မာဒီမြန်မာနိုင်ငံတော်ဘဏ်ပေါ့နော်မြန်မာရဲ့အစိုးရဘဏ်ကနေဗဟိုဘဏ်ကနေကျွန်တော်တို့ကဒီအောက်ကနေ KBZ တို့ AYA တို့သူတို့ချမှတ်တဲ့ဒီစည်းကမ်းတွေဆိုရင်ကျွန်တော်က fiscal policy ဆိုရင်ကျွန်တော်ကသတ်မှတ်တယ်ပေါ့လေဟုတ်ပြီနော်အဲ့လိုမျိုးပေါ့ okay အဲ့တော့က central bank decision ပေါ့နော်ဆိုတော့ central bank decision မှာကျွန်တော်ဘာတွေပါလဲဆိုရင် interest rate data တွေပါတယ်ဆိုတော့ဒီ interest rate ကိုတို့ဒီအာမြင့်မာလားဒါမှမဟုတ်ရှင် rate ကတ်မလားဒါတွေကိုကျွန်တော်တို့ကရွေးချယ်ရတယ်ပြီးနောက်တစ်ခုတည်းကျွန်တော် FOMC meeting သူတို့ရဲ့ Turkey ဖုတ်တဲ့ meeting ပေါ့နော်ဆိုတော့သူတို့ FOMC meeting ရောက်ပြီဆိုသူတို့ကဒီနိုင်ငံတကာမှာသူတို့ဘာတွေဖြစ်နေလဲသူတို့အတိုးနှုန်းလျှော့ဖို့ရှိမရှိသူတို့တိုင်ပင်ကြတယ်ဆိုတဲ့ meeting တွေပေါ့နော်ဒီလိုမထုတ်ပြန်ကြရင်ကျွန်တော်ကနားထောင်ပြီးတော့ interest rate ကဒီ short နိုင်ကြီးရှိမရှိတိုးနိုင်ကြီးရှိလားမရှိလားဒါကြီးကျွန်တော်ကခံမှန်းလို့ရတယ်ပေါ့နော်ဆိုတော့ဒီ FOMC meeting မျိုးတွေရှိပါတယ်ဟုတ်ပြီနော်နောက်ကဘာလဲဆို geopolitical news အဲ့ဒါကျွန်တော်ဒီ pandemic တွေပေါ့နော်ကျွန်တော်ဒီ COVID-19 လိုမျိုးဒီကပ်ရောဂါဆိုးတွေပြအဲ့လိုမျိုးတည်မှာတစ်ကမ္ဘာလုံးအဲ့လိုမျိုး
ကူးစက်နိုင်တဲ့ယောဂမျိုးတွေပေါ့နော်ဒီလိုမျိုးတွေနဲ့ပြီးတော့နောက်တစ်ခါဒီ war news တွေပေါ့ကျွန်တော်ဒီစစ်တိုက်တဲ့ဟာမျိုးတွေထားပါတော့ဒီရုရှားနဲ့ဟိုဆိုဘာနဲ့ဘယ်လိုမချနေတာတို့ထရန်ကြီးကဘာမှမကျင်တတ်တာတို့အခုဆိုဝါဆိုလို့ရှိရင်ကျွန်တော်တို့က trade war တွေပါလာပြီပေါ့နော်ဒီကုံသွဲရေးစစ်ပွဲတွေပါလာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီလက်နက်မသုံးတော့ဘဲနဲ့အခုလဲကျွန်တော်တို့ကစစ်ဖြစ်နေရပဲပေါ့နော်ဒါပေမဲ့လက်နက်ကမသုံးကြရဘူးပေါ့နော်ကုံသွဲရေးစစ်ပွဲနဲ့အခုကျွန်တော်တို့ဆိုလဲကြုံနေရတာပဲပေါ့လေဒီလိုမျိုးပေါ့ဟုတ်ပြီနော်နားလည်လားမသိဘူးကျွန်တော်ဒီထဲမှာနားမလည်ရရှိဘာရှိလဲမသိဘူးနားလည်ပါလေဟုတ်ပြပါလေအားလည်းပါပဲဟုတ်ကဲ့ဟုတ်အဲ့တော့ဒီမှာကျွန်တော်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်အနေနဲ့inflation နဲ့deflation ပေါ့နော်ဆိုတော့ကျွန်တော်ဒါတော့ကျွန်တော်တို့အရှင်းတော့ပြောလို့ရှိရင်ဒါကျွန်တော်နိုင်ငံတနိုင်ငံသူတို့ဒီ inflation မြင့်နေရင်ကျွန်တော်ကဘယ်လိုဖြစ်မလဲ inflation နှိမ်လို့ရှိရင်ကျွန်တော်ကဘယ်လိုဖြစ်မလဲဘာလို့လဲဒါကျွန်တော်မတင်ကြတဲ့ကကျွန်တော်ကစပြီးတော့ဒီကိစ္စကျွန်တော်ဘာလို့ပြောလဲဆိုရင်ရှင်းအောင်ပေါ့နော်ဘာလို့ကျွန်တော်ကပြီးလို့ရှိရင်ကျွန်တော်ကtechnical analysis ကိုကျွန်တော်ကကူးတော့မှာပေါ့ကူးတော့မှာဖြစ်တဲ့ကျွန်တော်က fundamental လေးကိုကျွန်တော်အနေနဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒါဟိုတကယ်မှာကျွန်တော် basic လောက်သိထားရင်တော့ကိုယ်အတွက်အကျိုးရှိရလို့ကျွန်တော်ကမြင်နေပေါ့နော်အဲဒါကြောင့်မို့ဒါကျွန်တော်အရင်ဆုံးဒီ fundamental တွေကိုကျွန်တော်အရင်ဆုံးရှင်းပြတာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် technical ကိုကျွန်တော်ကတွားရမှာပေါ့လေအဲဒါကြောင့်မို့ဟုတ်ပြီနော် technical ကကျွန်တော်ကပို့ပြီးတော့ရှုပ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်က technical ပို့ပြီးအားကိုးရမှာဟုတ်တယ်မလားအဲ့တော့ကျွန်တော်က technical ကပို့ပြီးကျွန်တော်ကအများကြီးပို့ပြီးရှုပ်လာနိုင်တယ်ပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်တို့ fundamental လေးကိုအရင်ဆုံးရှင်းပြတာပါဟုတ်ပြီနော်အဲ့တော့ကျွန်တော် inflation နဲ့ deflation ဆိုတာဘာကျွန်တော်ဘာလဲဆိုလို့ရှိရင် inflation ဆိုတာကျွန်တော်ငွေကြေးဖောင်းပွားတယ်ကျွန်တော်ကဒီငွေကြေးဖောင်းပွားမှုကျဆင်းလာတာပေါ့နော် deflation ဆိုတော့ငွေကြေးဖောင်းပွားမှုကျဆင်းလာတယ်ငွေကြေးမာလာတာပေါ့လေဆိုတဲ့သဘောတရားဟုတ်ပြီနော် okay အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်ကြည့်ကြည့်အောင် inflation ကျွန်တော်နိုင်ငံတွေတိုင်းမှာကျွန်တော်တို့ရဲ့သူရဲ့ inflation goal ရှိရဗျာဒီလားသူတို့ငွေကြေးဖောင်းပွားမှုသူတို့ဒီထားတဲ့သူရဲ့စံနှုန်းရှိတယ်နိုင်ငံတော်များများတော့သူတို့က2%ပေါ့နော်သူတို့က2%ကိုသူတို့အနေနဲ့ဒီငွေကြေးဖောင်းပွားမှုရာခိုင်နှုန်းနဲ့သူတို့ကထားတယ်ပေါ့နော်သူရဲ့စံနှုန်းပေါ့လေဆိုတဲ့သဘောတရားဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဥပမာထားပါတော့ကျွန်တော်ငွေကြေးသူတို့ထားတဲ့2%ကနေပြီးကျွန်တော်ကဘာဖြစ်လဲငွေကြေးဒီဖောင်းပွားသွားတယ်ဆိုတော့ကျွန်တော်ဒီမှာထားပါတော့ကျွန်တော်က4လောက်ထိကျွန်တော်ကဖြစ်သွားတယ်ဆိုလို့ရှိရင်4%လောက်ထိကျွန်တော်ကတက်သွားတယ်ပေါ့နော်ဆိုတော့တက်သွားတဲ့အခါကျရင်ကျွန်တော်ဘာဖြစ်လဲဆိုရင်ဘိုးဘန်းကြီးကျွန်တော်ဘာလုပ်လဲဆိုရင်အတိုးနှုန်းကိုကျွန်တော်ကမြင့်လိုက်တယ်ဟုတ်ပြီနော်အဲ့တော့ထားပါတော့အရင်တော့အတိုးနှုန်းသူတို့ဒီဘိုးဘန်းအတိုးနှုန်း maybe ထားပါတော့4လောက်ကနေပြီးတော့ကျွန်တော်တို့က4လောက်ကနေကျွန်တော်ကဘယ်လောက် decibel ကြီးကျွန်တော်ကရွှေ့လိုက်လဲဆိုရင်0.5လောက်တိုးလိုက်မယ်ဆိုရင်4.5ဖြစ်သွားတဲ့အခါမျိုးကြရင်ဒီကောင်ဘာဖြစ်လာလဲဆိုရင်ဒီ inflation ကကျွန်တော်ပြန်ပြီးတော့အောက်ကိုပြန်ကျလာတယ်ဟုတ်ပြီနော်နားလည်လားမသိဘူးနော်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်အတိုးနှုန်းမြင့်လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဒီငွေဘယ်လိုပြောကျွန်တော်ရိုးတန်းတန်းစဉ်းစားကြည့်ပါလေဘာလို့လဲဆိုတော့ကျွန်တော်ကအခုအစိုးရဘဏ်ကနေကျွန်တော်အတိုးနှုန်းမြင့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ကလူတွေတော်တော်များများသူတို့မှရှိတဲ့ပိုင်ဆိုင်မှုပတ်စံတွေအကုန်လုံးကျွန်တော်ကအစိုးရစီပဲကျွန်တော်တော့အပ်တော့မှာဗျာဒီလားဘာလို့လဲဆိုတော့သူအတိုးနှုန်းမြင့်လိုက်တာဟုတ်ဒီအတိုးနှုန်းနဲ့ဒါသူတို့အပြင်မှာရတဲ့အတိုးနှုန်းထက်ပိုများတယ်ဘာလို့လဲဆိုတော့သူတို့မှာကအမြဲတမ်းသူတို့ကြီးကစမ်းရှိတယ်ဗျာဘာလို့လဲဆိုတော့သူတို့ကငကိုတွေကငငယ်တွေကသူတို့တွေနဲ့တင်မဒီ stock market လောက်နဲ့သူတို့က stock market တွေနဲ့သူကျင်လည်ခဲ့တာတွေဘာလို့လဲသူတို့ငငယ်တွေကဒါတွေကသူတို့တို့ရိုးနေပေါ့နော်ပြောရရင်တော့ဟိုမှာဆိုဘိုးဘန်းကဘာလုပ်လိုက်ရင်သူတို့ကဘာလုပ်အောင်လဲဆိုတခါတည်းသိရပါတော့သူတို့ရဲ့ access တွေကိုသူတို့က safe လုပ်တတ်တယ်ပေါ့နော်ဒီနိုင်ငံခြားဘယ်တွေအဲ့လိုနည်းနည်းရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒါအခုမှဒါတွေကဘယ်လိုပြောမလဲနည်းနည်းကျေပြန့်လာတာပေါ့နော်ကိုယ်ရေးစီကိုဒီလိုမျိုးပေါ့အဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးဒီအစိုးရရှိမှကျွန်တော်တို့ ਨੇ ပတ်စံတွေတွားအပ်လိုက်တဲ့အခါမျိုးတွေမှာအရှင်းဆုံးပြောရှင်ဒီအတိုင်းပြည်မှာငွေအပိုရှန်တွေထွက်သွားတာမျိုးမရှိတော့ဘူးเนาะအဲ့ခါကျဘာဖြစ်လို့ဒီငွေကြေးတွေကပြန်ပြီးတော့အစိုးရစီမှာအများကြီးရောက်လာတယ်။ရောက်ဒီမှာအစိုးရကနေထားပါတော့ဗျာကျွန်တော်တို့ဒီသူ့အနေနဲ့တခြား treasury ပေါ့เนาะသူ့ဘိုးဒီ ban ဒီမှာလည်းကျွန်တော် treasury ဘိုင်းနေရှိရပါတော့လာအပ်တဲ့ပတ်စံတွေကိုကျွန်တော်တို့ကအနောက်မှာပြန်ပြီးတော့ investment လုပ်တဲ့အပိုင်းတွေရှိတယ်။အဲ့တော့ဒီလိုမျိုးတွေမှာကျွန်တော်ပြန်ပြီးနှိမ့်မြုပ်တာဖြစ်တယ်။ဒီလိုမျိုးပေါ့နော်ဆိုတော့သူတို့တိုင်းပြည်ပူပြီးစီးပွားရေးကောင်းလာမယ်ဒီလိုမျိုးဖြစ်လာတဲ့အခါမှာသူတို့ inflation တွေကျလာတဲ့အခါမျိုးမှာကျွန်တော်ကဘာဖြစ်လဲဆိုရင်ဒီမှာကျွန်တော်က inflation ကျလာတယ်ဆိုတော့ inflation ကျလာတဲ့အချိန်မှာကျွန်တော်ဘာလုပ်လို့ရလဲဘိုးဘန်ကနေကျွန်တော်က rate ကိုကျွန်တော်ကဖြည်းဖြည်းနဲ့အတိုးနှုန်းကိုကျွန်တော်ပြန်ပြီးဖြည်းဖြည်း short လို့ရတယ်ဥပမာထားပါဗျာဈေးကဥပမာ inflation လောက်လောက်ကျလာဆိုရင်ဒီမှာရှိနေတဲ့ဒီ decibel point ကိုကျွန်တော်တို့ကသူ့ရဲ့ဒီထားပါတော့တခြား
တခြား economic data တွေလည်းကောင်းတယ်ပေါ့နော်ကောင်းတယ်အဲ့ခါကျတော့အတိုးလုံးချချကျင်တယ်ဆိုလို့ရှိရင်သူ့အနေနဲ့အမှတော့3%ကကျွန်တော်တို့က4%ကကျွန်တော်က3%ကိုရောက်သွားရဆိုလို့ရှိရင် okay သူက2%ကိုပြန်ချမယ်ဆိုရင်သူကအတိုးနှုန်းကလည်းချရတယ်မှာဗျာအတိုးနှုန်းမချလို့လည်းမရဘာလို့ဆိုတော့တိုင်းပြည်မှာဘိုးဘယ်မှာအတိုးနှုန်းကျွန်တော်ကတင်ထားရဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီသူ့နိုင်ငံမှာလာပြီး investment လုပ်ထားတဲ့ဒီကျွန်တော်တို့ဒီတထေးတွေပေါ့နော်သူတို့ရဲ့ချီးငွေကဏ္ဍတွေရှိရပြသူတို့ရဲ့ချီးငွေတွေကအစမတန်သူတို့ပို့ပြီးတော့ဒီမှာ percent ကပို့ပေးနေရပြီတဲ့အရင်တော့4%ပေးရတဲ့ချီးငွေကအခု4.5% ပေးနေရပြီဆိုတော့သူတို့ရဲ့ဒီ economic တော့လည်းအဆင်မပြေဘူးပေါ့နော်အဲ့တော့သူတို့ကအတိုးနှုန်းကိုကြာထားလို့မရဘူးသူတို့အတိုးနှုန်းကိုသူတို့ကချဖို့လိုအပ်တယ်ဟုတ်ပြီနော်အဲ့တော့တကယ်လို့ဟုတ်ပြီ3%ရောက်တဲ့အချိန်မှာဥပမာထားပါတော့ကျွန်တော်တို့ကဒီ4 point maybe ထားပါတော့4.2လောက်သူကချလိုက်ပြီဆိုရင်ဆိုပါလို့ဒီကောင်က3.5လောက်နဲ့အနေငယ်ပြန်တက်သွားနိုင်မယ်ဒါပေမဲ့သူ့ရဲ့ရေရှည်ဒီတခြားစီးပွားရေးဘာညာကောင်းတယ်ဘာညာဆိုလို့ရှိရင်ဖြည်းဖြည်းတော့သူပြန်ပြီးတော့ဒီ inflation ကပြန်ပြီးတော့ကျလာမှာပဲပေါ့နော်ဆိုတော့ကျလာမယ်ကျလာတဲ့အခါကျရင်တော့ကျွန်တော်တို့ကဘာဖြစ်လဲဆိုလို့ရှိရင်တော့2%ရောက်သွားတယ်ပေါ့နော်ဆိုတော့အဲ့ချိန်မှာသူတို့ရဲ့ဒီအာသူတို့နိုင်ငံရဲ့ face ပေါ့နော်တတ်မှတ်စံနှုန်းရဲ့ရာခိုင်နှုန်းရောက်သွားတယ်ဆိုတော့တချို့နိုင်ငံဆိုရင်ဘယ်တော့တောင်ဆိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကျွန်တော်ဆွစ်ဇာလန်လားမသိဘူးပေါ့နော်ဆိုတော့သူတို့နိုင်ငံဆိုလို့ရှိရင် inflation ဆိုရင်သူတို့ဒီ1.1%တော့မရှိဘူးပေါ့နော်သူတို့နိုင်ငံမှာဆိုလို့ရှိရင် inflation ဆို1%တော့မရှိဘူးဆိုတော့အရန်အောင်ကျွန်တော်ကငွေကြေးဖောင်းဖောင်းဖို့အရန်နည်းလို့နေပေါ့နော်သူတို့နိုင်ငံဆိုလို့ရှိရင်အဲ့တော့ဘာဖြစ်လို့ကျွန်တော်တို့ကနိုင်ငံတိုင်းမှာဒီငွေကြေးဖောင်းဖောင်းမှုနှုန်းကိုကျွန်တော်ကသတ်မှတ်ထားရလဲဆိုတော့အစိုးရကငွေကြေးဖောင်းဖောင်းအောင်ဘာလို့လုပ်ရလဲဆိုလို့ရှိရင်နိုင်ငံသားတွေပြင်းမှာဆိုလို့ပေါ့နော်ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်ကငွေကြေးဖောင်းဖောင်းမှုမရှိရင်ကျွန်တော်ကအများကြီးတဲ့အလုပ်တွေလုပ်เสียမလိုမနေဘူးပေါ့နော်ဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကသူတို့နိုင်ငံသားတွေတဖြည်းဖြည်းနဲ့ပြင်းလာရပါလေဆိုတော့ဒီလိုမျိုးပေါ့နော်အဲ့တော့ငွေကြေးဖောင်းဖောင်းမှုရှိရင်လည်းနိုင်ငံသားတွေပြင်းသွားမယ်အဲ့တော့သူတို့ကဘာဖြစ်လဲဆိုရင်နိုင်ငံသားတွေလည်းအပြင်းမတက်အောင်ပေါ့နော်ငွေကြေးဖောင်းဖောင်းမှုတွေသူတို့ကအနည်းငယ် adjust လုပ်တယ်ပေါ့လေဒါသူကလူမျိုးထိန်းတာပေါ့ဟုတ်ပြီနော်အဲ့လိုမျိုးအဲ့တော့ကျွန်တော်တို့ကငွေကြေးဖောင်းဖောင်းမှုတွေပို့ပြီးတော့ကြာဆင်းလာတဲ့အခါမှာကျွန်တော်ဘာလုပ်လဲဆိုရင်ငွေတွေကျွန်တော်ကရိုက်ထုတ်တယ်တစ်တယ်ဟုတ်ပြီနော်ငွေတစ်တွေကျွန်တော်ရိုက်ထုတ်တယ်ရိုက်ထုတ်ဖို့ကကျွန်တော်ဘယ်ကိုပြန်ဖြတ်ကျွန်တော်ဟိုကဒီတို့ရဲ့ဒီဟို user တွေပေါ့နော်ဒီကျွန်တော်တို့ဒီပြည်သူတွေရှိကိုကျွန်တော်ပြန်ဖြတ်နေအဲ့တော့ကျွန်တော် inflation ပြန်ပြီးတော့ပေါ်ပြန်တက်တယ်ဘယ်တော့2%ကျွန်တော်ပြန်ရောက်တယ်အဲ့လိုမျိုးပေါ့သူကအဲ့လိုထိန်းတာပေါ့နော်သူရဲ့ဒီတက်လိုက်ဟုတ်ပြီအဲ့ဆိုရင်ငါတို့ဘယ်လိုလုပ်မလဲโอเคပြန်ကြလာမယ်အဲ့တော့တို့ရဲ့ဒီ economy နဲ့ပြန်ချိန်မယ်ဟုတ်ပြီနော်အဲ့တော့ okay economy ကကောင်းတယ်ဆိုရင်တော့ကျွန်တော်အတူလုံးချလို့ရပြီအဲ့ခါကျအတူလုံးတွေချမယ်ဖြည်းဖြည်းချရင်နဲ့ကျွန်တော်က inflation နည်းလာတဲ့အခါမျိုးကျရင်ကျွန်တော်ကဘာဖြစ်လဲဆိုရင်ငွေကြေးကျွန်တော်ရပြန်ပြီးရိုက်ထုတ်တယ်ဘာလို့လဲဆိုတော့ inflation ပြန်ရအောင်လို့ဟုတ်ပြီနော် inflation မရှိလို့မရဘူးinflation မရှိရင်ကျွန်တော်တို့ဒီပြည်သူတွေကအပြည့်နဲ့တက်ကုန်မှာပေါ့လေအားကြောင့်ပေါ့နော်โอเคဟုတ်ပြီနော်နားမလည်ရရှိလားမသိဘူးနော်နားလည်းပိုင်းနားလည်နော်ဟုတ်โอเคအဲ့တော့ကျွန်တော်တို့ခဏလေးနော်ကျွန်တော်တို့ရေအဲ့ဆိုလို့ရှိရင်နောက်တစ်မျက်နှာတော့အောင်ဗျာโอเคနည်းနည်းလေးများစောနေမလားပေါ့နော်ကျွန်တော်ရှင်းပြရများအရင်မြန်နေလားမသိဘူးဘာလို့လဲဆိုတော့ကျွန်တော်ကလည်းအဲ့လိုဘယ်လိုပြောမလဲအဲ့လိုဓာတ်ရိုက်ရှင်းပြတာပိုကောင်းတယ်ပေါ့နော်အရှင်းတော့ပြောလို့ရှရင်ဓာတ်ရိုက်ရှင်းပြရတာပိုကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့မဟုတ်ရင်မလွယ်ဘူးပေါ့နော်ဘာလို့ကျွန်တော်ကအဲ့လိုမျိုးရှေးဝေးရန်ရှင်းပြမရှင်းပြတယ်ပြီးတော့နောက်တစ်ခုကဒီမှာ MetaTrader 4-5သုံးတဲ့လူပါလားမသိဘူးနော်မသုံးတဲ့လူပါလားမသုံးတဲ့လူက sorry မသုံးတဲ့လူ MetaTrader 4ဟုတ်လို့သိသုံးတက်လားသုံးတက်ကြရမလားကောနော်သိမသုံးတတ်ဟိုကျွန်တော်ဒီ buy store တို့ sell store တို့ buy limit တို့ sell limit တို့လေဒီလိုမျိုးတွေအဲ့လိုမျိုးတွေပေါ့တော့တုတ်တက်ပါတယ်ဟုတ်သုံးတဲ့လူရှိရင်မသုံးတဲ့လူရှိရင်မနော် okay okay အဲ့ဒါထားပါတော့ကျွန်တော်ပြပြပြီပေါ့နော်ဘာလို့ဆိုတော့တကယ်တော့သုံးတဲ့ဆိုကျွန်တော် skip မို့လို့ပေါ့နော်ဘာလို့ဆိုတော့အဲ့ဒါကြီးကအရင်လိုအပ်မနေဘူးပေါ့နော်ဘာလို့ဆိုတော့တကယ်တော့သုံးတဲ့ရင်ပြပြပါမသုံးတဲ့ရင်တော့ထားလိုက်ပေါ့နော်ကျွန်တော်ဘာဖြစ်ပေးမယ်ကျွန်တော်ပြပြပေးမယ်ဘာကျွန်တော်ကဒါတီဗီသားဆိုလို့ရှိရင်လည်းဒါတွေကပြန်ရှင်းပြနေတယ်မထူးဘူးလေအဲ့ဒါကြောင့်မို့ဒါမသိရသေးဘူးဆိုရင်ကျွန်တော်အကုန်လုံးကိုပြန်ပြီးရှင်းပြပေးမယ်နော် okay နော်အဲ့တော့ကျွန်တော်ကတော့မစောဘူးတော့ကျွန်တော်တော့ထင်တယ်ပေါ့နော်အဲ့တော့နည်းနည်းလေးကျွန်တော်တို့အများကြီးတော့ဘယ်လိုပြောရမလဲခေါင်းတွေတော့အများကြီးတော့အများကြီးတော့တခါတော့မထည့်သေးခြင်းပေါ့နော်ကျွန်တော်တို့ဒီrecord file တွေကျွန်တော်ပြန်ပေးမယ်record file တွေပြန်ပေးတဲ့အခါမျိုးတွေမှာလည်းကျွန်တော်ကပြန်ပြီးတော့ကိုပြန်ပြီးတော့လေ့ကျင့်လို့ရတာပေါ့လေဟုတ်ပြီနော်ကြည့်ပြီးတော့ဟုတ်ကဲ့ဟုတ်ဘာပြောမလဲမသိဘူး okay နော်အဲ့တော့ကျွန်တော်တို့ okay အဲ့တော့ကျွန်တော် try line ကျွန်တော်တို့ဒီ market structure တွေပဲကျွန်တော်တို့
သွားသင့်တဲ့အရာတွေပေါ့နော်ဥပမာဆိုအခုကျွန်တော်ရှင်းပြတဲ့အထဲမှာကျွန်တော်တို့ဒီ fundamental အကြောင်းကိုနားမလည်လူတွေနားမလည်ရရင်ဘာရှိလဲကျွန်တော်မေးလို့ရပါတော့ဘာလို့ကျွန်တော်နည်းနည်းစောနေပါဆိုလို့ပေါ့နော်ကျွန်တော်အမေဖြေလေးပါလေးလှုပ်ရင်းနဲ့သွားမလို့ပေါ့ဘာနားမလည်လဲပေါ့နော်အဲ့ဒါကျွန်တော်သိချင်တာညာရှိလို့ရှိရင်လည်းမေးလို့ရတာပေါ့လေ Hello တဲ့အော်နားလဲပါတယ်အခုချိန်နေစီကတော့နားလဲစီတယ်ဆရာဟုတ်ဗျာဟုတ် ဟိုကျွန်တော်တို့တခြားဟာတွေဘာညာတွေနည်းနည်းတော့ပြောကျွန်တော်ဟိုဟာတော့ပြောပြအောင်ပါ law တွေဘာညာရကျွန်တော်တေချာပြောပြအောင်ပါ leverage ကဘာလဲဆိုအဲ့ဒါရပြောပြအောင်ပေါ့နော်ဘာလို့ကျွန်တော်ကအခုမပြောပြဘူးဆိုတာဘယ်လိုပြောရမလဲအဲ့ဒါတွေကဗျာအရှင်းဆုံးပြောလို့ရှိရင်ကျွန်တော်တို့ကဟိုဘယ်လိုပြောရမလဲကျွန်တော်ကတီထားဖို့ပဲလိုတာဗျာကျွန်တော်ကသုံးဖို့မလိုဘူးဗျာတီလားဟို law လောက်ကတော့ဗျာဘယ်လိုပဲဖြစ်သုံးမယ်ဆိုရင်တော့ဒါကိုကတီတယ်ဗျာ law ဘယ်လောက်လဲ leverage ဘယ်လောက်နဲ့တွက်ရင်ဘယ်လောက်ရမလဲဆိုတာဒါကိုအနေနဲ့နောက်ဝဲကျရင် AC ဖြစ်သွားမှာပေါ့နော်အဓိကကျွန်တော်တို့တီးဖို့လိုတာဒီဟာတွေပဲပေါ့နော် trend line တွေဒါလေးပေါ့နော်ကျွန်တော်အရင်ကျွန်တော်လိုအပ်တယ်ပေါ့နော်ဆရာโอเคကျွန်တော်အဲ့ဒါဆိုကျွန်တော်တို့တွေဒီဟာဆက်သွားလိုက်မယ်ဗျာကျွန်တော်စောတာရယ်မစောတာရယ်ကျွန်တော်မသိတော့ဘူးပေါ့နော်ကျုံလိုက်တော့မယ်ဒီနေရာယူโอเคအဲ့တော့အဲ့ဒါမသွားခင်ကျွန်တော်တို့ဒီမှာသွားရမှာတာပေါ့နော်ကျွန်တော်ကရှင်းတယ်ကျွန်တော်ဒီ demand နဲ့ supply နဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်ကပြပြပေးသွားမှာပေါ့နော်အဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တချို့သုံးတဲ့ဒီ ICD concept တွေရှိတယ်ဆိုတော့ကျွန်တော်ဒီထဲမှာလည်းကျွန်တော်တချို့ ICD concept တွေလည်းပါမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းအရှင်းဆုံးပြောရင်ကျွန်တော်ကအဲ့လိုဟိုဆရာတွေကျွန်တော်သိချင်တဲ့ဟာကျွန်တော်လေ့လာတဲ့အခါမျိုးတွေမှာကျွန်တော်ဗာလေးတွေကိုကျွန်တော်ရဲ့ပို့ပြီးပေါင်းထည့်လို့အဆင်ပြေမလဲပေါ့နော်ကျွန်တော်လူမျိုးတွေးတဲ့လူကိုကျွန်တော်ကကိုယ့်အကိုတီးဆောက်ချင်တာပေါ့နော်အဲ့တော့ကိုယ့်အကိုတီးဆောက်နေတဲ့လူဖြစ်တယ်ဆိုတော့အားကြောင့်မို့ကျွန်တော်တီးဆောက်တာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့မူတိုင်းပဲကျွန်တော်ကသွားမှာပေါ့နော်ဆိုတော့ဒီလိုမျိုးပေါ့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်က demand နဲ့ကျွန်တော်တို့က demand နဲ့ supply နဲ့ကိုကျွန်တော်ကတည်ဖို့ဆိုရင်ကျွန်တော်အနေနဲ့ demand gap ရဲ့ကျွန်တော်တို့က supply gap ရဲ့အကြောင်းကျွန်တော်ကနားလည်ဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါကအရေးကြီးတယ်ပေါ့နော်။အရေးကြီးရဆိုတာကကျွန်တော်ကdemand မှာကျွန်တော်အလုပ်ဘယ်လိုလုပ်လဲ supply မှာကျွန်တော်ကအလုပ်ဘယ်လိုလုပ်လဲဆိုတာဒါကျွန်တော်အနေနဲ့တည်ဖို့လိုတယ်။အဲ့ခါကျရင်ကျွန်တော်က market ကိုရိုးရှင်းရှင်းလေးကြည့်ရိုးရှင်းရှင်းလေးပဲတွေ့ဒီလိုမျိုးပေါ့နော်။အများကြီးလိုက်ပြီးတော့အများကြီးတော့လိုက်ပြီးစဉ်းစားနေကြ။အာမလို့ပေါ့နော်ဆိုတော့ဒီလိုမျိုးကျွန်တော်ပြောချင်တာဟုတ်ပြီနော်โอเคအဲ့တော့ကျွန်တော်စရအောင်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်တဲ့ကြည့်ကြည့်အောင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအာဒီမှာထားပါတော့ကျွန်တော်တို့ကခိုင်တော့ကျွန်တော်ဒါလေးအောက်ကခိုင်နေဖြောက်လိုက်အောင်မလို့ဖြောက်အောင်မသိဘူးโอเคရပြီโอเคအဲ့တော့ကျွန်တော်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဈေးနှုန်းပေါ့နော်အမှထားပါတော့ဗျာကျွန်တော်တို့ကဒါကွန်ဒိုပေါ့နော်ကျွန်တော်ကွန်ဒိုဒါအရေးအတွက်နော်အခန်းအရေးအတွက်တကောင်ဒီဈေးနှုန်းပေါ့နော်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကကွန်ဒိုကိုကျွန်တော်380နဲ့ရောင်းတယ်အခန်း100ကျွန်တော်ရောင်းရတယ်ဘာလို့လဲဒါဒီကျွန်တော်ရဲ့မူရင်းကျွန်တော်ရောင်းတဲ့ဒီ equilibrium ပေါ့နော်ကျွန်တော်အလဲအမှတ်ပေါ့နော်ဒါကျွန်တော်ရောင်းတဲ့ဈေးပေါ့ဟုတ်ပြီနော်ကျွန်တော်ရဲ့ရောင်းတဲ့ဈေးโอเคအဲ့ချိန်မှာကျွန်တော်က380ကနေကျွန်တော်40ချလိုက်တယ်ဈေးကဟုတ်ပြီနော်380ကျွန်တော်40ချလိုက်တော့အခန်းဘယ်လောက်ရောင်းရလဲ100နဲ့50ရောင်းရတယ်ဘာဖြစ်လို့လဲကျွန်တော်ဈေးချလိုက်တာဟုတ်ပြီနော်ဈေးချလိုက်တာဖြစ်လို့ကျွန်တော်ဘာဖြစ်လဲကျွန်တော်ကပို့ပြီးရောင်းရတယ်လေဈေးချရင်ဝယ်မဲ့လူများလာတယ်ဟုတ်ပြီနော်ဈေးချရင်ကျွန်တော်ဝယ်မဲ့လူများလာโอเคအဲ့တော့40ရတယ်ကျွန်တော်ကဘတ်ဆို100ကောက်ချင်းလိုက်တယ်ဘယ်လောက်ပဲရတော့အခန်း50ပဲရောင်းရတာ why ဈေးတင်လိုက်တော့ဟုတ်ပြီနော်အဲ့တော့ဒီမှာကျွန်တော်ကတီးဖို့ဘာတီးဖို့လို့လဲဆိုရင် demand demand မှာကျွန်တော်တို့ကဈေးဘယ်အချိန်မှာဝယ်ရမလဲအနိမ့်မှာဝယ်ရမလားအမြင့်မှာဝယ်ရမလားဒါကိုကျွန်တော်ကတီးဖို့လိုတယ် right ဟုတ်ပြီနော်အခုကျွန်တော်ဒီ demand မှာဆိုလို့ရှိရင်ဘယ်ကောင်ဒီကျွန်တော်တို့ကအနိမ့်ဆုံးဈေးနဲ့ဝယ်ရတယ်340ဒီကျွန်တော်ကအနိမ့်ဆုံးဈေးနဲ့ကျွန်တော်ကဝယ်ရတာဟုတ်ပြီနော်ကျွန်တော်ဈေးဒီဘာဖြစ်လဲတက်သွားတယ်300ဖြစ်သွားတယ် right အဲ့တော့ကျွန်တော်ကဘယ်လောက်မြတ်နေပြီဒီမှာဟုတ်ပြီနော်ဒါမျိုးပေါ့နော်ဒါဒီကျွန်တော်က demand curve ပေါ့လေဟုတ်ပြီနော်နောက်တစ်ခုကဘာလဲဆိုကျွန်တော်က supply curve ပေါ့လေကျွန်တော်ကဒီအယောင်ရဲ့ပုံစံပေါ့နော်ကျွန်တော်ကကြည့်ရမှာပေါ့အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်တို့ကဈေးလုံးပဲကျွန်တော်ကကြည့်တော့မှာပေါ့လေအဲ့တော့ကျွန်တော်တို့က380ကျွန်တော်တို့ဖြစ်နေတဲ့အချိန်မှာအခန်းဘယ်လောက်ရောင်းရလဲ100ရောင်းတယ်ဗျာ100ကျွန်တော်တို့က
ဒီ380ဆိုတဲ့ဈေးမှာအခန်း100ကိုကျွန်တော်တို့ကရောင်းလိုက်တယ်ပေါ့နော်အခန်း100ကျွန်တော်ရောင်းတယ်အဲ့တော့ကျွန်တော်တို့က300ဖြစ်သွားတဲ့အချိန်မှာကျွန်တော်ကဘာဖြစ်သွားလဲဆိုလို့ရှိရင်နောက်ကလိုက်ပြီးတော့ကျွန်တော်တို့ကရောင်းလာတဲ့လူတွေရှိတယ်ဗျဥပမာထားပါတော့ကျွန်တော်တို့ကထားပါတော့ဗျာကျွန်တော်340နဲ့ကျွန်တော်တို့ကအခန်း90ရောင်းရတယ်အဲ့တော့340ကနေ380မှာကျွန်တော်ကဘာဖြစ်သွားလဲအခန်း100ကျွန်တော်ကဘာဖြစ်လဲရောင်းရမှာဘာဖြစ်လို့ဆိုလို့ရှိရင်ဈေးတက်သွားလို့ဈေးတက်လာတယ်ကျွန်တော်ကဘာဖြစ်လဲရောင်းတဲ့လူတွေပို့ပြီးတော့များလာတယ်ဟုတ်ပြီနော်အဲ့ဒါဒီကျွန်တော်တို့ကပုံသေးပဲပေါ့နော်ဥပမာဆိုတော့ကျွန်တော်ဒီ class ထဲမှာကျွန်တော်28ယောက်ရှိရဗျာဟုတ်ပြီနော်အဲ့တော့အဲ့ဒီထဲမှာကျွန်တော်က3ယောက်က340နဲ့ကျွန်တော်ကအခွန်ကွန်တို့တစ်ခန်းဝယ်လိုက်တယ်ဟုတ်ပြီနော်ကျွန်တော်က380နဲ့ကျွန်တော်တို့ကဝယ်လိုက်တယ်ဗျာဒါကျန်တဲ့လူတွေအဲ့တော့ဈေးက320ဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ကဘယ်သူကပိုမြတ်တယ်ဆိုတော့340နဲ့ဝယ်ထား2ယောက်ကပိုမြတ်နေတယ်ဗျာကျွန်တော်ကသဘောပေါက်လားကိုကရောင်းလဲတဲ့အချိန်မှာဘာဖြစ်လို့ဈေးကတက်လာပြီလေဈေးတက်ရင်ကျွန်တော်လည်းရောင်းပါပဲကျွန်တော်ဗျာတော့ထားပါကျွန်တော်380နဲ့ဝယ်ထားတယ်ဗျာဟုတ်နော်380ဝယ်ထားတဲ့အချိန်မှာထားပါတော့320ရောင်းရင်ကျွန်တော်ဘာလို့မှာကျွန်တော်ရောင်းတော့မှာလေတော့ငါဝယ်တာငါဈေးတက်နေပြီအဲ့တော့ဈေးတက်နေတာဖြစ်တဲ့ကျွန်တော်ဘာဖြစ်မလဲရောင်းတော့မှာဈေးတက်နေရင်ရောင်းတဲ့လူတွေကအော်တိုတွတ်တူလိုက်လာနိုင်မယ်ဟုတ်ပြီနော်ဈေးတက်ရင်ကျွန်တော်ကလိုက်ရောင်းကြမှာပဲဟုတ်ပြီနော်ဒီလိုမျိုးပေါ့ကိုမှရှိရဲ့ပစ္စည်းလေးဗျာကိုမှရှိရဲ့ပစ္စည်းဥပမာဆိုဘာမှမဟုတ်ဘဲနဲ့ထားပါတော့ရှေးဟောင်းအကျွေးစည်းတို့ပါတော့လားကျွန်တော်ဒီအခုမှလည်းရှိတယ်ပါဖြစ်လို့ရောင်းပါပဲကျွန်တော်ကတည်းကရောင်းပါပဲကျွန်တော်မှရှိတဲ့ကျွန်တော်ရောင်းပြမှာပဲဒီလိုမျိုးပဲကျွန်တော်ကဒီလာပါတော့ဈေးကကောင်းနေတာ哦ဈေးတက်ဈေးကောင်းတယ်ကျွန်တော်ရောင်းပါပဲလေဒီလိုမျိုးပေါ့နော်ဆိုတော့ဒါဒီကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင်တမန် CAF ရဲ့ပုံစံမျိုးပေါ့ဟုတ်ပြီနော်ကျွန်တော် forex trading မှာလည်းထုံးလက်ကောင်းမယ်ကျွန်တော်တို့ကအနှိမ်ဆုံးဈေးမှာကျွန်တော်ရအောင်ဝယ်ပြီးတော့အမြင့်ဆုံးဈေးမှာကျွန်တော်ကဘာလုပ်ရမလဲဆိုရင်ရောင်းတတ်ဖို့လိုအပ်တယ်ဟုတ်ပြီနော်ဆိုတော့ဒါကိုကျွန်တော်သိဖို့လိုတယ်ဆိုတော့ demand gap နဲ့ supply gap ပေါ့လေဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့အဝယ်ဆိုရင်ကျွန်တော်ကအနှိမ်ဆုံးဈေးနဲ့ရအောင်ဝယ်တတ်ဖို့လိုသလိုကျွန်တော်အနေနဲ့အယောင်ဆိုရင်ကျွန်တော်ကအမြင့်ဆုံးဈေးနဲ့ရအောင်ကျွန်တော်ဘာလုပ်ဖို့လိုလဲရောင်းတတ်ဖို့ကျွန်တော်ကလိုအပ်တယ်ဟုတ်ပြီနော်အဲ့ဒါမှကျွန်တော်က market ထဲကနေ source စီ quit မဖြစ်သွားမှာဟုတ်ပြီနော်အဲ့လိုမျိုးအဲ့တော့ဒီမှာဆိုရင်180 40ဗျာဈေးတန်း3ခုရှိရယ်ဆိုတော့ဒီတရားလူတွေဆိုရင်ဘယ်ဈေးတန်းမှာကျွန်တော်ဝယ်မယ်ကျွန်တော်ကျင်းတွေကျွန်တော်340မှာဝယ်မှာလीဟုတ်တယ်မလားဘယ်သူမှဆို340မှာဝယ်မှာပဲဗျာဘာလို့ဆို340မှာအခန်းရရတယ်လीအဲ့340ကနေ300ဖြစ်ကျွန်တော်ဘယ်လောက်မြတ်မယ်360မြတ်မယ်လी right ကျွန်တော်ဘာပြန်လို့လဲရောင်းလို့ရကျွန်တော်360အမြတ်ပြင်ရမယ်လीဟုတ်တယ်မလားကျွန်တော်မှအုံနောက်တွေနဲ့တွားကြရဗျာရိုးရှင်းရှင်းလေးပဲအများကြီးမစင်းစားနဲ့ဟုတ်ပြီနော်အဲကျွန်တော်ကဝယ်မယ်ဆိုရင်ကျွန်တော်ကမရရတဲ့ဘယ်လိုမရရဆိုတဲ့သဘောတရားဘာမှမဆိုအနေဆုံးလာနိုင်တယ်ဆိုတဲ့ဈေးမှာကျွန်တော်ဝယ်မယ်ရောင်းမယ်ဆိုကျွန်တော်ကအမြင့်ဆုံးတက်လာနိုင်တယ်ဆိုတဲ့ဈေးမှာကျွန်တော်ဗာပြင်ရောင်းမယ်ဟုတ်ပြီနော်အဲ့ concept ကိုကျွန်တော်ကအရင်ဆုံးနားလည်ဖို့လိုအပ်တယ်နားလည်လားမသိဘူးကျွန်တော်ရှင်းပြရလေဟုတ်ကဲ့ ဟုတ်နာ ဟုတ်ကဲ့နားလည်ပါ နားလေးပါဘူး ကျွန်တော်ကအဲ့ concept ကိုသိဖို့လိုအပ်တာပေါ့နော်အဲ့ဒါဘာအမှကျွန်တော်တို့ကြံမှာပေါ့နော်ကျွန်တော်တို့မကြံမဲနဲ့ကျွန်တော်ကဘာလုပ်ရမှာပေါ့ဒီ market ထဲမှာဟုတ်တယ်မလားကျွန်တော်ကကိုယ်ရဲ့ကြံမှုတွေစဉ်းစားရမှာပဲလေဟုတ်နော် okay အဲ့တော့ဒီ demand gap နဲ့ကျွန်တော်က supply gap ကိုကျွန်တော်ကသဘောပေါက်ပြီဆိုတော့ကျွန်တော်တို့ဒီကျွန်တော်သိကျင်နေလိုချင်တဲ့ဟာပေါ့နော်ကျွန်တော်တို့သွားရမယ်ဆိုတဲ့အနေအထားကိုကျွန်တော်သွားကြအောင်ဟုတ်ပြီနော်အဲ့တော့အဲ့ဒါကိုကျွန်တော်ကမပြောခင်ကျွန်တော်အနေနဲ့ဘာကိုသွားဖို့လဲဆိုကျွန်တော်အနေနဲ့trading view လေးဖွင့်လိုက်မယ်နော်ခဏလေးကျွန်တော်ကန်တဲ့အကြောင်းလေးပြောပြမယ်ပေါ့နော်ခဏလေး okay ကျွန်တော်screen share လိုက်မယ်ပေါ့နော် okay မြင်ရလားမသိဘူးအရင်လင်းနေတာမသိကျွန်တော်အလင်းလျှော့ပြီနော်ခဏလေးကျွန်တော်လည်းအမုန်းလင်းမှကြည့်တတ်တဲ့ကောင်တိုင်ပတ်တခါရင် okay ဗျာလိုလေးချပေးတာမယ်မြင်ရမှာနော်ဟုတ်ကဲ့နော်အဲ့တော့ဒီမှာကျွန်တော်ကြည့်အောင်ဒါဆိုရင်ကျွန်တော် EUR USD ရဲ့5 minute ပေါ့နော်ဆိုတော့ဒါကျွန်တော် candle ကိုပဲပြမှာနော် candle ကိုပဲပြမှာအဲ့တော့ကျွန်တော်ဒီမှာကြည့်အောင်ဒီမှာဆိုရင်ကျွန်တော်အနေနဲ့ candle မှာကျွန်တော်ကဘာမြင်ရလဲပေါ့နော်ပြီးတော့နောက်တစ်ခုက candle တစ်ခုကိုကျွန်တော်က
ဘာတွေနဲ့တိဆောက်ထားလဲပေါ့နော်ဒါတွေကိုကျွန်တော်တို့ကသိဖို့လိုတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော် kernel တစ်ခုကိုဘာတွေနဲ့တိဆောက်ထားလဲဆိုကျွန်တော်တို့ကOHLC ပေါ့နော်ခဏကျွန်တော် site ကြည့်လိုက်မယ် okay ဟုတ်နော် OHLC နဲ့ကျွန်တော်တိဆောက်ထားတယ်ဟုတ်နော် O ဆိုတာကျွန်တော်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်က open price A ဆိုတာက high A ဆိုတာကကျွန်တော်ကဘာလဲဆိုရင် lower price low price ပေါ့နော်အနေဆုံးကြားခဲ့ရစီနောက်ဆုံးကကျွန်တော် close price အဲ့ဒါကျွန်တော်ကပိတ်တယ်စီပေါ့နော်ဆိုတော့အပိတ်စီပေါ့ okay နော်အဲ့တော့ candle တစ်ခုမှာကျွန်တော် O ရယ် H ရယ် R ရယ် C ရယ်ကျွန်တော်ကအဲ့၄ခုနဲ့ကျွန်တော်တိဆောက်တယ် open price အဖွင့်စီ high price ကျွန်တော်ကအမြင့်ဆုံးတက်ခဲ့ရစီ low price ကျွန်တော်ကအနိမ့်ဆုံးကြားခဲ့တယ်စီ close price ကျွန်တော်ကဘာဖြစ်လဲဆိုရင်ကျွန်တော်ကအပိတ်စီပေါ့ဈေးကဘယ်ချိန်မှာပိတ်လဲဘယ်လောက်ဈေးနဲ့ပိတ်သွားလဲဒီလိုမျိုး okay နော်အဲ့တော့ကျွန်တော်ဒီမှာကြည့်ကြည့်အောင်ဈေးကဒါကကျွန်တော်ဥပမာဆိုတာဒါကြီးကကျွန်တော်က candle ဒီ candle stick တစ်ခုပဲထားပါတော့ဗျာဒီဟာကြီးက candle ပေါ့နော်ဒီ candle ချောင်းကကျွန်တော်ကသူ့ရဲ့ movement ကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒီကောင်ဒီကျွန်တော်ကcandle တစ်ခုဒီ open price ရယ် high ရယ် low ရယ် close ရယ်ကျွန်တော်ကတီဆောက်ထားတာဖြစ်တဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဒါဒီသူ့ရဲ့ open price ဟုတ်ပြီနော်ဒါပြီးရင်ဖြည်းဖြည်းချင်းပြပြမယ်ဒါဒီသူ့ရဲ့ open price ဖြစ်မယ်ဒါဒီသူ့ရဲ့ကျွန်တော်ကဘာဖြစ်လဲ low price ဖြစ်မယ်ဟုတ်ပြီနော် lower price ဖြစ်မယ်ဘာဖြစ်လို့သူဒီကျွန်တော်ကဘယ်ထိဆင်းခဲ့တာဒီထိဆင်းခဲ့တာဒီက lower price ဟုတ်နော် lower OHLC နဲ့ကျွန်တော်ဒီဆောင်ထားဖြစ်တဲ့တော့ဒီကောင်လေးကျွန်တော်က open ဒီကောင်ဒီ lower price ဒီကောင်ဒီအမြင့်ဆုံးတက်ခဲ့တယ် high price sorry high price ဒီကောင်ဒီကျွန်တော်ကဘာဖြစ်သွားမလဲဆိုရင်ဒီယောက်ကဟာဒီ close price ဖြစ်သွားမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်အများနဲ့ပြန်ပြီးတော့ဆွဲပြရမယ်ဆိုလို့ရှိရင်ဒီကောင်ရဲ့ movement ဒီကောင်ဒီနေရာမှာကျွန်တော်ကဈေးဒီဖွင့်တယ်ဟုတ်နော်ဒီမှာဈေးဖွင့်တယ်အောက်ကိုပြန်ကျတယ်ကျပြီးကျွန်တော်ဘာဖြစ်လဲအပေါ်ကိုပြန်ပြီးတော့ဒီထိတက်တယ်ပြီးတော့မှကျွန်တော်ဘာဖြစ်လဲဒီကနေကျွန်တော်ကဒီမှာပိတ်သွားတယ်ဒါသူ့ရဲ့ movement ဟုတ်နော်အဲ့တော့ open price close price high price နဲ့ဒါဒီ lower price ဟုတ်ပြီနော်ဒါကိုကျွန်တော်တို့ကOHLC လို့ခေါ်ပါတယ်ဟုတ်မလားsorry ပါကျွန်တော် link ထပ်ပို့ပေးမယ်နော် sorry ပါကျွန်တော်မနေ့ကမဖြစ်စေရဘူးနော်ကျွန်တော်ဒီနေ့ဝယ်ထားရထင်လို့ကျွန်တော်တက်တန်းတိုးရထင်လို့ sorry ပါကျွန်တော်ပြန်ပြီးတော့ link ပြန် share ပေးလိုက်ပါမယ်နော် sorry ပါ sorry